အားလုံးပဲမင်္ဂလာပါရှင်ဆင်မဒီနေ့ပေါ့နော်ပြောပြပေးသွားမယ်နံပါတ်တွေအကြောင်းအရာလေးရတော့ပေါ့နော်မိတ်ဆွေရဲ့ကင်ဆောင်ထားတဲ့ဖုန်းနံပါတ်ထဲမှာ1ဆိုတယ်ပေါ့နော်နံပါတ်တွေလေးတာပါနေပြီဆိုရင်တော့မိတ်ဆွေဟာကိုယုံကြည်ချက်တွေပျောက်ဆုံးလာမယ်တဖြည်းဖြည်းနဲ့ငါလုံနိုင်ပါမလားဖြစ်နိုင်ပါမလားဆိုတဲ့ပေါ့နော်ကိုဇဝေဇဝါဖြစ်မှုတွေကိုယုံကြည်ချက်တွေပျောက်ဆုံးလာမယ်ဒါအပြုံမှာသူများတွေအပေါ်မှာလည်းယုံကြည်မှုတွေအားနည်းလာမယ်ပေါ့ကိုတကယ်စိတ်ချရတဲ့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းမျိုးကိုတွေ့ရင်တော့မှကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာမှာသူ့ပေါ်မှာယုံကြည်မှုတွေမရှိတော့ဘူးမိတ်ဆွေကောင်းတွေကိုဆုံးရှုံးစေနိုင်တဲ့နံပါတ်တွေပေါ့နော်ဒါအပြုံမှာကိုလည်းယုံကြည်ချက်တွေပျောက်ဆုံးမယ်သူများပေါ်မှာလည်းယုံကြည်တဲ့စိတ်တွေညော့နေလာပြီးတော့စိတ်ပိုင်းဆိုင်ရာအတက်အကျမတည်ငြိမ်မှုတွေနဲ့